ထိုစဉ်မှာပင်သူမ၏နောက်နားစီမှခပ်ဖွားဖွားချောင်းဆိုးတန်တစ်ခုကြောင့်ရှောင်းတယောက်လမ်းဖြတ်သွားရသည်လှည့်ကြည့်လိုက်သောအခါသူမ၏ရှေ့တွင်ရက်နေသောလမ်းချောင်းကိုမြင်လိုက်ရသဖြင့်အားတင်သွားမိသည်သူမရင်ထဲတွင်အံ့ဩဝမ်းသာမှုများရောပြောနေပြီးကိုယ်မျက်လုံးကိုပင်မယုံနိုင်အောင်ဖြစ်နေရသည်အမှန်စင်စစ်လုံးချောင်းပြန်လာရခြင်းမှာသူမ၏ကိုယ်ပိုင်မှန်းတိုင်များကိုရှာဖွေနိုင်ရန်အားပေးစကားပြောဖို့ပင်ဖြစ်သည်သူမ၏ရည်မှန်းချက်မှာမူချိုကျောင်းတက်ကလေးကသူနှင့်အတူနေတိုင်းကျောင်းတက်ရန်ဖြစ်သည်ဟုသူကအမှတ်တရလေးပြန်လည်သတိပေးခဲ့သည်ထိုစကားကိုကြားလိုက်ရချိန်တွင်ပျော်ရွှင်စရာအတိတ်မှတ်တရများစွာပြန်လည်ဥမော့လာပြီးရှောင်းဤရင်ထဲတွင်မျောလင်းချက်နှင့်တက်ကြွမှုများပြည့်နှက်သွားတော့သည်ထို့နောက်လုံချောင်းကရှောင်းအားရွမ်ဟိုင်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုဖြေဆိုခြင်းတလားဟုတီတီတက်နက်မေးမြန်းခဲ့သည်သူမကအလွန်ဖြေဆိုလိုတော့လဲတက်နိုင်မည်မဟုတ်ကြောင်းပြန်ပြောပြသည်သူကလည်းအလွန်အကျုံမတွေးတော့ရန်သူမကိုနူးနူးညံ့ညံ့နှစ်သိမ့်ပေးခဲ့သည်တန်းနိုင်ကိုရှင်းရှင်းလင်းလင်းသတ်မှတ်ပြီးတတိရှိရှိရှေ့ဆက်ရန်သူကအကြံပြုခဲ့သည်သူသည်လည်းသူမကိုရွမ်ဟိုင်တက္ကသိုလ်တွင်စောင့်နေမည်ဟုကတိပေးလိုက်ပါသည်ထိုခဏ၌ရှောင်းသည်လုံချောင်း၏မွေးနေ့ဖြစ်ကြောင်းရုတ်တရက်တတိယသွားသည်သူမသည်အနီးနားရှိမုံတိုက်သို့အပြေးလွှားသွားခဲ့တော်လဲဆိုင်ပိတ်သွားပြီဖြစ်သဖြင့်ကြန့်ရှိနေသောကိတ်မုတ်အသေးလေးတစ်ခုကိုသာမတက်တာသည့်အစုံရွေးချယ်ခဲ့ရသည်ထိုအချိန်မှာပင်ကျဲတကွန်တစ်ခုသည်ညကောင်းကင်ရန်ကိုဖျက်တမ်းသွားခဲ့ရာရှောင်းသည်စိတ်လှုပ်ရှားသွားပြီးလုံချောင်း၏လက်ကိုကင်ကာထိုးမြင်ကွင်းကိုသူနှင့်အတူကြည့်ရှုခဲ့လေတော့သည်သူမနဲ့အတူတူအဲ့ဒီမြင်ကွင်းကိုကြည့်နေရင်ဒါဟာဘလောက်တောင်လှပလိုက်တယ်လဲလို့သူတိတ်တိတ်လေးတွေးနေမိတယ်ငယ်တငယ်ချင်းဖြစ်တဲ့အိမ်နီးနားချင်းမလေးကိုတိတ်တိတ်လေးချစ်နေခဲ့တဲ့လန်ချောင်းဟာသူ့ရဲ့ခံစားချက်တွေကိုဖွင့်ပြောဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့သူပါဇက်ဟယုံရှိသေးရှောင်းကသူ့ကိုရုတ်တရက်တွန်းထုတ်ပြီးထွက်ပြေးသွားတာကြောင့်သူဟာရေအိုင်ထဲမှာကြောင်အန်းနဲ့ကြံရစ်ခဲ့ရတယ်လွန်ခဲ့တဲ့နှစ်ပတ်ကအချိန်ကိုပြန်ကြည့်မယ်ဆိုရင်ရှောင်းဟာသူမဘဝရဲ့အရေးကြီးဆုံးစာမေးပွဲအတွက်ပြင်ဆင်နေချိန်ပေါ့အဲ့ဒီတုန်းကလန်ချောင်းဟာသူမကိုစာမေးပွဲဖြေဆိုဖို့လိုက်ပို့ပေးနိုင်အောင်ခွင့်စောစောတောင်းထားခဲ့ပါတယ်စာမေးပွဲသွားမဲ့လမ်းမှာရှောင်းကကံမကောင်းစွာနဲ့ပဲခွေးချီးကိုမတော်တဆနင်းမိသွားခဲ့တယ်လန်ချောင်းအတွက်တော့ဒီမြင်ကွင်းကရင်းနှီးနေကြမြင်ကွင်းတစ်ခုလိုပါပဲသူကအေးစစ်စစ်ပဲဒူးထောက်ထိုင်ချလိုက်ပြီးရှောင်းကိုငြိမ်ငြိမ်လေးနေဖို့ပြောကသူမရဲ့ဖက်နှက်တွေကိုဂယုတစိုက်တန့်စင်ပေးခဲ့ပါတယ်ဒါတင်အားမရသေးပဲသူမစာမေးပွဲခန်းထဲကိုစိတ်အနှောက်အယှက်မရှိပဲဝင်နိုင်ဖို့အတွက်သူ့ရဲ့ဖက်နှက်ကိုပါချုပ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်စာမေးပွဲခန်းထဲကထွက်လာတဲ့အခါသူမရဲ့ရင်ခုန်တန်တွေကမြန်နေပေမဲ့မျက်ဝန်းတွေကတော့အစာပြုခြင်းအသစ်တစ်ခုအတွက်မျှော်လင့်ချက်တွေနဲ့တောက်ပနေခဲ့တယ်သူမဟာမျက်တောင်တစ်ခတ်အတွင်းမှာပဲလူကြီးတစ်ယောက်လိုရင်းကျက်သွားခဲ့ပြီဆိုတာကိုနားလည်လိုက်ပါတယ်အထက်တန်းကျောင်းသားဘဝ3နှစ်တာဟာငယ်ရွယ်နှုပြိုမှုရဲ့အိမ်မက်ရှိကြီးတစ်ခုလိုပဲတခဏချင်းကုံဆုံးသွားခဲ့ပြီးဘယ်တော့မှပြန်မလာတော့မဲ့အမတ်တရားတွေကိုတည်ဆောင်သွားတဲ့တကြောင်မောင်းယထာတစင်းလိုပါပဲနောက်ပိုင်းထွက်လာတဲ့ရလဒ်တွေကတော့သူတို့ရဲ့စူးစမ်းမှုတွေဟာအလားတမဖြစ်ခဲ့ဘူးဆိုတာကိုသက်သေပြခဲ့ပါတယ်ထပ်တင်ပေးမှမို့အပေါင်းလေးနှိပ်ပြီးအားပေးကြပါဦး